ပြမယ်ထိုင်းရဲ့မလေးရဲ့ဒူဘိုင်းရဲ့စင်ကာပူရဲ့နော်ဒူဘိုင်းရဲ့စင်ကာပူရဲ့၄မျိုးထိုင်းရဲ့မလေးရဲ့ဒူဘိုင်းရဲ့စင်ကာပူရဲ့ဆိုတော့ပြမယ်ထိုင်းကိုသွားမယ်အော်လန်ပဲဖြစ်အလဲဗီဇာနဲ့ပဲဖြစ်အမိုယူတွေလည်းမရှိဘူးထိုင်းရောမလေးရောတရားဝင်တွေကမရှိဘူးဆိုတော့အလဲဗီဇာနဲ့တော့၎င်းအော်လန်နဲ့တော့၎င်းသွားလိုက်ပြီထိုင်းကို40လောက်ကုန်မလေးကို60လောက်ကုန်ဒူဘိုင်းကို80လောက်ကုန်စင်ကာပူကို150အထက်မှာကုန်တယ်အဲ့လောက်တော့ကုန်ပါပဲဆိုတော့ main ကလေးအိမ်ဖော်ကလွဲရင်အဲ့ဒီဒူဘိုင်းတို့အဲ့ဒီစင်ကာပူတို့ကလည်းကျန်တဲ့ဟာတွေအကုန်လုံးဒီပတ်စံကုန်ပါပဲပတ်စံကုန်ပါပဲကဲကောင်းပြီခုလိုတော့ဆိုထိုင်းနဲ့မလေးနဲ့အရင်ရှင်းပြထိုင်းကိုသွားရင်40လောက်ကုန်မယ်မလေးကိုသွားရင်60လောက်ကုန်ထိုင်းကိုသွားတဲ့40ဒီရောက်သွားပြီအလုပ်တစ်ခုတော့ရလိုက်ပြီဒါပေမဲ့အလုပ်တစ်ခုရဖို့ကလည်းကိုဒီအောက်လန်းကတော့၎င်းအလဲဗီဇာနဲ့တော့၎င်းတက်သွားတာဖြစ်သည့်အတွက်အထောက်အထားမရှိသေးဘူးအထောက်အထားမရှိသေးတဲ့အတွက်စက်ယုံမှဟိုဟာမှဒီဟာမှအလုပ်တွေရွေးနေလို့လုံးဝမရမရှိဘူးအထောက်အထားမရှိသေးတဲ့လူတွေအတွက်အလုပ်ကျမ်းမရှိတယ်နောက်ပြီးစက်ယုံကလည်းများသောအားဖြင့်ထိုင်းမှာကြတော့ပုတ်ပြက်ခိုင်းတာတွေများတယ်ပုတ်ပြက်လောက်ရတာဖြစ်သည့်အတွက်ကိုလုံနိုင်တဲ့လောက်ရတယ်သူများတွေ400 500လောက်ရတယ်တနေ့ကုန်မတက်ဒါပေမဲ့ကိုဒီ100 200လောက်ပဲရသေးတယ်အဲ့လိုလက်ကမတွက်သေးဘူးမမြန်သေးဘူးကျမလုပ်ဘူးတာဘာတွေရှိမလဲဆိုတော့ဒီပဲရွေးတာတွေရှိမယ်နောက်ပြီးပဇွန်ရွေးတာတွေရှိမယ်လို့ငါးကိုပေါင်းထားတာတွေငါးခွာတာတွေလုပ်ဘူးတဲ့ထိုင်းမှာလည်းတော်ကြာအလုပ်များလုပ်ခဲ့ဘူးတဲ့ထိုင်းမှာလည်းအခုလဲထိုင်းမှာဘာတွေရှိလဲဆိုတော့ထိုင်းမှာကဒီပါမုတ်ဆက်ယုံတို့ဒီဥစ္စာပါလဲ apple လာပါလဲပန်းဒီခွာတာတို့ပါတော့ပုတ်ပြက်နဲ့ခိုင်းတာမင်းလုံနိုင်ရင်တော့ရမှာပဲမလုံနိုင်တော့မရဘူးเนาะအဲ့လိုမျိုးတွေရှိတယ်အဲ့တော့ထိုင်းကို40လောက်ကုန်ပြီးရောက်သွားပြီတရားဝင်ဖြစ်ပြီလားဆိုမဖြစ်သေးဘူးတရားဝင်ဖြစ်ဖို့ဘာတွေထပ်လို့မလဲဗတ်တင်ရမယ်ဗတ်တင်ဖို့အတွက်ပတ်စံထပ်ပြီးကုန်အောင်မှာပဲမလေးရှားလည်းထိုနည်းတူနည်းတကောင်းမယ်60လောက်ကုန်တယ်ရောက်သွားတယ်တရားဝင်ဖြစ်ပြီလားမဖြစ်သေးဘူးပတ်စံထပ်ပြီးတော့ကုန်အောင်မှာပဲเนาะဒါပေမဲ့ထိုင်းမှာကြတော့1 လ 2 လလောက်လှုပ်လိုက်တဲ့လှုပ်အားခန်းနဲ့ဗတ်တင်လို့ရတယ်เนาะမလေးရှားကြတော့မရပြန်ဘူးမလေးရှားကြတော့အနည်းဆုံး9000 8000ဆို1 လမှာ1500 basic နဲ့ပဲတွက်ထားမင်းတို့ဘယ်နှလလုပ်ပြီးမှဒီဘတ်ကိုတင်လို့ပါမစ်တင်လို့ရမယ်အဲ့တော့ထိုင်းသွားဖို့နဲ့မလေးသွားဖို့ကိုကချိန်ဟိုထိုင်းပဲဖြစ်ဖြစ်မလေးပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်လေအလုပ်တစ်ခုကိုဝင်နေဆိုလို့ရှိရင်တော့ပတ်စံပေးရတာပဲဒီအလုပ်ကနေဟိုအလုပ်ပြောင်းမှဆိုတော့ပတ်စံထပ်ပေးရမယ်ဟိုအလုပ်ကနေဟိုအလုပ်ကိုပြောင်းမှဆိုလဲပတ်စံထပ်ပြီးတော့ကုန်အောင်မှာပဲเนาะအဲ့လိုမျိုးလေးတွေရှိတယ်